Okay မင်္ဂလာပါကျွန်တော်ဒီနေ့ဒီ special analysis နဲ့ပတ်သက်ပြီးတော့တချို့သောအကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ special analysis ဆိုတာဘာလဲပေါ့နော်ဒီ special analysis ဆိုတဲ့စကားလုံးကိုကျွန်တော်တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်နေရာဒေသဆိုင်ရာအချက်အလက်တွေကိုလေ့လာသုံးသပ်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ဒီ special analysis ကိုလည်းပဲဘောင်းစုံမှာလည်းအသုံးပြုနေကြတာမျိုးတွေ့ရတယ်ဥပမာသဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုတွေကျွန်တော်တို့မြို့ပြစီမံကိန်းကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာလည်းအသုံးပြုနေရတွေ့ရတယ်အဲ့တော့ဒီ special analysis ကိုစာပြီးလေ့လာမယ်ဆိုရင်ကျွန်တော်တို့ဒီကောက်ယူရမယ့် data တွေရှိတယ်ပေါ့နော်ဘယ်လို data မျိုးတွေလဲဆိုရင်ကျွန်တော်တို့ဒီ attribute data လို့ခေါ်တဲ့ဒီနေရာ location နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေကိုdata ကောက်ယူဖော်ပြတဲ့အချက်တွေနောက်တစ်ခု location data လို့ခေါ်တဲ့ဒီကမ္ဘာပေါ်ကနေရာဒေသဆိုင်ရာအကြောင်းအရာတွေဖြစ်စဉ်ဖြစ်ရပ်တွေရဲ့ဒီနေရာတွေကိုဖော်ပြတဲ့ data တွေဒါတွေနှစ်ခုကိုပေါင်းစပ်ပြီးတော့ကျွန်တော်တို့ဒီလေ့လာရတာမျိုးရှိတယ်ပေါ့နော်ဒါကိုအဓိကလေ့လာမယ်ဆိုရင်အဓိကသုံးရတဲ့ tool တွေရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ GIS လို့ဟာမျိုးGeographic Information System လို့ခေါ်တဲ့ GIS လို့ဟာမျိုးတွေနောက်ပြီးကျတော့ဒီ coordinate system လို့အကြောင်းအရာတွေကိုနားလည်ဖို့လိုတယ်လို့ geometry နဲ့ပတ်သက်ပြီးတချို့အကြောင်းအရာတွေလည်းနားလည်ဖို့လိုတယ်ပေါ့နော်ဒီ special analysis မှာကျွန်တော်တို့ပြန်ပြီးတော့ဒီခွဲမယ်ဆိုရင်ဒီ attribute data မှာကျွန်တော်တို့categorical data လို့ခေါ်တဲ့ဒီအမျိုးအစားခွဲခြားတဲ့အချက်လက်တွေကောက်ယူတာမျိုးတွေ ordinate data လို့ခေါ်တဲ့အဆင့်လိုက်ခွဲခြားတဲ့အချက်လက်တွေကောက်ယူတာမျိုးတွေကျွန်တော် numerical data လို့ခေါ်တဲ့ကိန်းဂဏန်းအချက်လက်တွေကောက်ယူတဲ့ data တွေပေါ့နော်ဒီအချက်လက်တွေကိုကောက်ယူပြီးဒီ location data နဲ့ပေါင်းစပ်ပြီးဖော်ပြရတာမျိုးတွေရှိတယ်ဒါကတော့ကျွန်တော်ဒီ special analysis နဲ့ပတ်သက်ပြီးတော့ဒီ attribute data နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်နောက်ပြီးတော့ကျွန်တော် location data မှာလည်းဒီနှစ်မျိုးခွဲထားမျိုးရှိတယ်အဲ့ဒါကပါလဲဆိုရင်ကျွန်တော် raster data နဲ့ vector data ဆိုပြီးရှိတယ်vector data ကပါလဲ raster data ပါလဲပေါ့နော်ကျွန်တော် vector data ကတော့ဒီနေရာရဲ့ဒီအမှတ်တွေမြင်းတွေနောက်ပြီးပုံတွေနဲ့ဖော်ပြရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီ vector data မှာဆိုရင် point line polygon ဆိုပြီးခေါ်တယ် point ဆိုရင်တော့အမှတ်တွေပေါ့နော်နောက်တစ်ခါတော့ polygon လို့ခေါ်တဲ့မြင်းဒီပုံတွေပေါ့နော်နောက်ပြီး line လို့ခေါ်တဲ့မြင်းတွေဒါတွေနဲ့ကျွန်တော်တို့ဒါတွေဒီသင်္ကေတတွေပါတယ်ပေါ့နောက်တစ်ခါ raster data မှာဆိုရင် raster data ဆိုရင်ကျွန်တော်တို့ဒီအကွက်ငယ်လေးတွေပေါ့နော်အကွက်ငယ်လေးဆို pixel လေးတွေပေါ့နော်ဒီ pixel တွေကကိုစားပြုပြီးတော့ဒီမြေပုံရဲ့property တွေဒီမြေပုံရဲ့ value တွေဒီ pixel တစ်ခုစီမှာပါတယ်ပေါ့နော်ဒါတွေပါတယ်နောက်တစ်ခုဒီကျွန်တော်တို့special analysis မှာခုနပြောတဲ့ point line တွေဆိုရင် point တွေဆိုရင်ဘာတွေကိုကိုစားပြုလဲဆိုရင်ကျွန်တော်တီးခြားတည်နေရာတွေကိုစားပြုတယ် line တွေဆိုရင်လည်းဘာတွေကိုကိုစားပြုလဲဆိုရင်လမ်းကြောင်းတွေဒီတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမြစ်ကြောင်းတွေဒါတွေကိုကိုစားပြုတယ်ပုံသဏ္ဍာန်ဆိုရင်တော့ကျွန်တော်တို့ဒီ area တစ်ခုရဲ့ဒီနေရာကိုကိုစားပြုတဲ့ပုံစံငယ်လေးတွေပေါ့နော်ဒါတွေကိုအဓိကထားပြီးတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တွေ့ကထားပြီးတွေ့ရတယ်ဒါတွေနဲ့ဒီပေါင်းဆက်ပြီးကျွန်တော်လေ့လာရတာမျိုးတွေရှိတယ်အဲ့လိုပဲကျွန်တော် location data မှာဆိုရင် raster နဲ့ပတ်သက်တဲ့တချို့အကြောင်းအရာတွေလည်းရှိတယ်ပေါ့နော် raster data မှာဆိုရင်ဒီ grid ကျွန်တော်ခုနပြောတဲ့ဒီအကွက်လေးတွေပေါ့နော် pixel လေးတွေအဲ့ pixel လေးတွေက grid လေးတွေနဲ့ grid like ဖွဲ့စည်းထားတာမျိုးရှိတယ်အဲ့ဒီအကွက်လေးတွေကကျွန်တော်ခုနပြောတဲ့ pixel တွေပေါ့နော်အဲ့ pixel တွေဘယ်လိုဟာမျိုးတွေဖြစ်မလဲဆိုရင်ကျွန်တော်ဂျူတုတပ်ပုံတွေမြေမျက်နှာအပြင်အနေအမြင့်ကိုဖော်ပြတဲ့မြေပုံတွေကျွန်တော် area တစ်ခုရဲ့အပူချိန်ပြန့်နှံ့ပုံကိုဖော်ပြတဲ့မြေပုံတွေဒါပြင်ကျွန်တော်တို့ဒီမြေအသုံးချမှုပုံစံတွေမြေစီလွှာအမျိုးအစားတွေစတဲ့ဒီ pixel တစ်ခုစီရဲ့တန်ဖိုးတွေပါဝင်တဲ့မြေပုံတွေပေါ့နော်ဒါတွေကကျွန်တော် raster data မှာတွေ့ရတယ်raster data နဲ့ vector data ကို special analysis မှာအရေးပါတဲ့အချက်လက်တွေအပြင်ကျွန်တော်တို့ဖော်ပြကြတယ်ကျွန်တော်နေရာဒေသဆိုင်ရာအချက်လက်တွေကိုသုံးသပ်တဲ့အခါလေ့လာတဲ့အခါမှာလည်းဒီ data နှစ်ခုကိုအချိန်တွေပေါ်မှာမူတည်ပြီးတော့တွဲဖက်ပြီးအသုံးပြုကြတာမျိုးရှိတယ်ဒါတော့ကျွန်တော် special analysis နဲ့ပတ်သက်ပြီးတော့တချို့သောအကြောင်းအရာလေးတွေကိုအချင်းချင်းဖော်ပြပေးသွားတာပါကျွန်တော်ပြီးဆုံးအောင်နားထောင်ပေးသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီ special analysis နဲ့ပတ်သက်ပြီးတချို့အကြောင်းအရာလေးတွေကိုကျွန်တော်ဆက်လက်ပြီးပြောပြပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်